ဟုတ်ကဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူလီဦးအောင် official ကျွန်တော်ရဲ့ဒူလီလက်ကြီးအောင် official ကျွန်တော်ရဲ့ဒူလီရွှေလက်ကြီး official YouTube channel ကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာ channel ကို subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက channel ကို subscribe လုပ်ခဲ့ပြီပါ channel ကို subscribe လုပ်ပြီးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ဘာဖြစ်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကို notification ခေါင်းလောင်းလေးကိုဖွင့်ခိုင်းလာလဲဆိုတော့ကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်သွင်းရဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလောင်းလေးကိုဖွင့်ထားမှသာလေကျွန်တော်ဒူလီနဲ့ပတ်သက်ပြီးတင်သွင်းရဗီဒီယိုအသစ်တွေကိုကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အမြဲမြင်ရမှာအမြဲတွေ့ရမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ notification ခေါင်းလောင်းလေးကိုဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျာနော်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကို like လက်မလေးတွေမနှိပ်ပေးရသေးတယ်ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးက like လက်မလေးတွေတယောက်တစ်ချက်စီဝမ်းဝမ်းပြီးတော့နှိပ်ခဲ့ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမ share ရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးက share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးမှကြည့်ပေးပါကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုမမျှဝေရသေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးကမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါနော်ကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးအတွက်လာပြီเนาะအဲ့ဒါကဘာလဲဆိုတော့10ရက်8လ2026တလင်းလာနေ့နေကုန်အတွက်လုံးမိုက်ပတိနဲ့မေယောတေကွက်နောက်တစ်ခုအနေနဲ့10ရက်8လ2026ကနေ17ရက်8လ2026ထိเนาะတလင်းလာအင်္ဂါ2ရက်အတွက်ဇာရုပတိနဲ့ဇာရုမွေကွက်အတွက်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုလာရောက်မျှဝေတည်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိတည်တည်ချာချာလေးပြီးဆုံးနေအောင်ကြည့်ပေးပါเนาะကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ဘက်ကနေပြီးတော့ဒါအရေးကြီးစကားလေးအနည်းငယ်ဒါပြောရရှိနေပေါ့เนาะအဲ့ဒါကဘာလဲဆိုတော့เนาะဒါကျွန်တော်ရဲ့ဒူလီဦးအောင် official YouTube channel ကကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးရောဒါကျွန်တော်ရဲ့ဒူလီလက်ကြီးအောင် official YouTube channel ကကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးရောเนาะဒါကျွန်တော်နဲ့ဒါအဆက်အသွယ်ပြတ်နေတာဒါတော်တော်လေးလေးကြာပြီအဲ့ဒီတော့ဒါကျွန်တော်ရဲ့အခုဒီဗီဒီယိုကဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးတော့ကိုဒါရည်ရွယ်ပြီးတော့ဒါတင်ပေးတာเနာะဒါဘာကိုရည်ရွယ်တာလဲဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုအဆင်ပြေစေခြင်းနဲ့ရည်တည်ခြင်းနဲ့เนาะစိတ်ဆက်တာလေးနဲ့ဒါကျွန်တော်ဘက်ကနေပြီးတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါလာရောက်မျှဝေနေပေးခြင်းဖြစ်တယ်ပေါ့เนาะအဲ့ဒါလေးကျွန်တော်ဒါအရင်ဆုံးပြောချင်ပါတယ်เนาะဒါကျွန်တော်ဘက်ကနေလည်းဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုလည်းဒါကျွန်တော်ဒါကျွန်တော်ရဲ့ဒါတူလီဦးအောင် official YouTube channel ကကျွန်တော်ရဲ့ဒါချင်းမိတ်ဆွေကိုဒီမားတွေအားလုံးရောเนาะကျွန်တော်ရဲ့ဒူလီလက်ကြီးအောင် official YouTube channel ကကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားအားလုံးကိုဒါကျွန်တော်ဘက်ကနေပြီးတော့ပြောပေးတာပါเนาะကျွန်တော်အချိန်ကန့်သတ်မရှိကျွန်တော်နားပါမယ်ဆိုတဲ့အကြောင်းလေးကျွန်တော်ပြောထားပြီးသားပေါ့เนาะအဲ့တော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးကဒါကျွန်တော်နဲ့အဆက်အသွယ်မပြတ်ချင်ဘူးเนาะဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးကကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပြင်ထောက်ပေးထားပါမယ်เนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကဆိုရင်ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီအမားတွေအားလုံးအတွက်เนาะဒါအကောင်းဆုံးဒါရွေးချယ်မှုတစ်ခုလို့ဒါကျွန်တော်ဘက်ကနေပြီးတော့ဒါပြောချင်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးမသိတဲ့အတိုင်းပဲเนาะဒါကျွန်တော်ဦးအောင်ကျွန်တော်လက်ကြီးအောင်ကเนาะငါစင်ပြေပြီးရောငါရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့တစ်သက်လုံးအလုံးမလုပ်ဘူးဆိုတာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကအတီးဆုံးပဲเนาะဒါကျွန်တော်ထွေထူးလိုက်ပြီးတော့ပြောနေတယ်မလို့တော့เนาะအဲ့တော့ဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုเนาะဒါဘလုံးပုံစံမျိုးနဲ့ join ရမယ်ဆိုတာကျွန်တော်ထပ်မံပြီးပြောပေးမယ်ကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပြင်ထောက်ပေးထားပါတယ် Telegram သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Telegram channel ကို join တာပါ Viber သုံးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးက Viber channel ကို join တာပါเนาะကဲအဲ့တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးအတွက်လာပြီเนาะ10ရက်8လ2026ကနေ
17ရက်8လ2026ထိเนาะတလင်းလာအင်္ဂါ2ရက်အတွက်ဇာရုပ်ပတ်တီတစ်လုံးနဲ့ဇာရုပ်မွေးကွက်နှစ်ကွက်ကိုဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာကျွန်တော်တင်ထားပေးပါတယ်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့အသေးစိတ်ကိုကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel မှာပဲအဓိကထားပြီးတော့ဝင်ကြည့်ပေးပါเนาะကျွန်တော်ဒါဟို90ကွာဒီကတော့ရှိတော့လို့ပေါ့လေကျွန်တော်ဒါ YouTube မှာကျွန်တော်တို့ဒါအတိတလိန်ဒါပြောနေလို့အဆင်မပြေဘူးပေါ့နော်ဒါလေးကိုလည်းကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကနေပြီးတော့เนาะဒါနားလေသဘောပေါက်ကြလိမ့်မယ်လို့ကျွန်တော်ဘက်ကနေပြီးဒါထင်ပါတယ်เนาะဒါလေးကျွန်တော်ပြောချင်ပါတယ်เนาะကဲအဲ့ဒီတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေအကူဒီမားတွေအားလုံးအတွက်လာပြီเนาะ10ရက်8လ2026တလဲလာနေကုန်တော့လုံးမိုက်ပတိနဲ့မရောတယ်ကပြောပြပါမယ်ခင်ဗျာ3ညလုံးမိုက်ပတိနဲ့5လုံးမိုက်ပတိဖြစ်ပါတယ်3ညနဲ့ပတ်သက်တဲ့မရောတယ်ကပြောပြပါမယ်3ညနဲ့3ည5 3ည8เนาะ5နဲ့ပတ်သက်တဲ့မရောတယ်ကပြောပြပါမယ်5နဲ့5 5 8เนาะအဲ့ဒါက10ရက်8လ2026တလင်းလာနေကုန်တော့လုံးမိုက်ပတိနဲ့မိန်အော်တင်ကွက်ဖြစ်ပါတယ်ခင်ဗျာเนาะဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့လေဒါကျွန်တော်အခုပြောပေးသွားတယ်เนาะ10ရက်8လ2026တလင်းလာနေကုန်တော့လုံးမိုက်ပတိနဲ့မိန်အော်တင်ကွက်ကိုကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာဒါမှန်ပေးလို့လည်းရတယ်လို့ဒါကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့လေကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့ comment မှာမင်္ဂလာပါသုံးဟုတ် okay လောက်တော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့တယောက်တစ်ချက်တည်းဝယ်ပြီးတော့မှန်းခဲ့ပေးပါเนาะဘာဖြစ်လို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုမင်္ဂလာပါသုံးဟုတ် okay လောက်မှန်ခိုင်းတာလဲဆိုတော့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကို10ရက်8လ2026တလင်းနာနေကုန်မှာတစ်ချိန်သုံးဖို့2ကြိမ်เนาะမိမိတို့ရာဒိုင်စီမှာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုထိထိမိမိဒါငွေထုတ်နိုင်အောင်လို့เนาะမင်္ဂလာရှိသွားအောင်လို့ okay သွားအောင်လို့เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အလုံးဘက်ကနေပြီးတော့မင်္ဂလာပါတို့ဟုတ် okay လောက်တော့တယောက်တစ်ချက်ဒီဝင်ပြီးတော့မှန်ကန်ပေးပါเนาะကျွန်တော်ရဲ့အခုဒီဗီဒီယိုအစကနေအဆုံးထိတည်ချာလေးပြီးဆုံးနေအောင်ကြည့်ပေးတဲ့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားရဲ့အလုံးတယောက်ချင်းတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေเนาะ10ရက်8လ2026တလင်းလာနေကုန်မှာလဲတစ်ချိန်သုံးဖို့2ကြိမ်မိမိတို့ကဒိုင်စီမှာတိတိမိမိဝေထုတ်နိုင်ကြပါစေเนาะစီးပွားရေးလူမှုရေးကျန်းမာရေးเนาะစသရရအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးကိုဒါကျွန်တော်ကနေပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချင်းမိတ်ဆွေကိုဒီမားတွေအားလုံးပဲကွက်လက်ပါအားလုံးမဖမ်းနိုင်ပါเนาะ